ထိုင်းနိုင်ငံမှာရောက်နေကြတဲ့အကြောင်းသားလူငယ်တွေရှိတယ်ကျွန်တော်တို့လိုမျိုးတာမန်အလုပ်သမားလူငယ်တွေရှိတယ်ဆိုတော့ဒီနေ့ကျွန်တော်ဝန်ထမ်းဘဝကနေပြီးတော့လွတ်မြောက်ဖို့အတွက်ကျွန်တော်နေလန်းလေးတွေပြပြပေးခြင်းပေါ့နော်အဲ့တော့တပြင်း experience လေးတွေဆိုပို့ပြီးတော့မှန်တယ်ပေါ့ okay အဲ့ဒါစားလိုက်ကြမယ်ဆိုတော့တငင်ချင်းနှစ်ယောက်ထိုင်းကိုတက်လာခဲ့ကြတယ်ထိုင်းကိုရောက်တဲ့အခါမှာဒီက agent တွေနဲ့အလုပ်သမားပွေးစားတွေနဲ့အလုပ်တွေရှာဖွေပြီးလုပ်ကြတယ်ပေါ့ဗျာဆိုတော့ကျွန်တော်သိရတဲ့လောက်ကတော့သူတို့နှစ်ယောက်ဟာအလုပ်တယောက်တနေရာရကြတယ်ပွေးစားတွေမတူလို့ပေါ့နော်ဆိုတော့တရားတဲ့နေရာကကြတာဖြစ်တဲ့အတွက်အလုပ်ရှိမှတော့တိတ်မတွေ့ဖြစ်ကြဘူးဆိုတော့ရှင်အလုပ်လုပ်ကြတယ်ဒါပေမဲ့ဖုန်းဖြစ်ဆိုတော့ဖုန်းတွေပါလေပြောကြဆက်တင်ကြပေါ့ဒီတက်တာမှန်လေးပဲနေထိုင်ကြဆိုတော့ဒီလိုနဲ့ပဲကျွန်တော်တို့အပြင်မှာအလုပ်ပြီးတော့လို့ဆိုလို့ရှိရင်အပြင်မှာတွေ့ကြတယ်စားလဲတောက်လဲအတူတူနေထိုင်ကြတယ်ပေါ့ဆိုတော့အရှင်တကူကြာသွားတဲ့အချိန်မှာအဲ့ဒီလူငယ်နှစ်ယောက်ရဲ့ဘဝဟာအရန်ကွာဟာမှုတွေဖြစ်သွားတာတွေ့လိုက်ရတယ်လက်တွေ့နော်ပထမလူငယ်ကဘာလုပ်လဲဆိုလို့ရှိရင်ပထမလူငယ်ဟာအလုပ်ပုံမှန်လုပ်တယ်အလုပ်ကြိုးစားတယ်ပြီးလို့ရှိရင်ရလာတဲ့ပတ်စံကိုလည်းစုပ်တင်တာစုတယ်စားတင်တာစားတယ်ပြီးလို့ရှိရင်ပိုးတင်တာလည်းပိုးတယ်စနေပြကြဘွားကိုနေထိုင်နေပေါ့တိတ်ပြီးတော့ဖြုံးတိတာမျိုးမရှိဘူးဆိုတော့အရှင်ကြီးအားပြီဆိုလို့ရှိရင်လည်းဗီဒီယိုဇက်ကားတွေကြည့်လိုက်Facebook တွေကြည့်လိုက်နဲ့စားတဲ့ပြင်ပေါ့လူငယ်တဘွားဆန်ဆန်နေထိုင်သွားတယ်ဘာမှမလုပ်ဘူးဒုတိယလူငယ်ကကြာတော့အလုပ်ကိုလေစနေပြကြလုပ်တယ်ပထမလူလိုမျိုးရရတဲ့ငွေကိုလေစားတင်တာစားပိုးတင်တာပိုးဆိုတာထက်တင်တန်းနေတက်ဖို့တဲ့ကိုကိုရင်းနှီးမြှုပ်နှံတာတွေလုပ်တယ်အလုပ်ရှင်တွေအားတယ်ဆိုလို့ရှိရင်စာဖတ်တယ်စာဖတ်ဖို့အရှင်မအားရင်တော့မှအားရှင်တည်တန်းရှာဖွေပြီးတော့စာဖတ်တာမျိုးတွေလုပ်တယ်ပေါ့အဲ့ခါကျတော့အရှင်တကူကြာသွားတဲ့အရှင်မှာပထမလူငယ်ဟာကျွန်တော်တို့တာမန်အလုပ်သမားဘဝထဲမှာပဲအခုရှင်ကြီးရုန်းကန်နေရတော့တွေ့ရဆိုဒုတိယလူငယ်ကကြာတော့အခုရှင်မှာဝန်ထမ်းဘဝကလွတ်မြောက်သွားပြီးတော့ကိုယ့်ဟာနဲ့ကိုရုန်းကန်လှုပ်ရှားနေတဲ့နေရာတခုရောက်တော့တာမြင်လေရတာပေါ့နော်အခုကြီးတို့တီးလိုက်ကြလားအခုကျင်းနေကြတဲ့ညီလေးတွေညီမလေးတွေတီးလိုက်ကြလားပထမလူငယ်ဟာကျွန်တော်ရဲ့တင်ငယ်ချင်းဖြစ်ပြီးတော့မှဒုတိယလူငယ်ကကျွန်တော်ဖြစ်နေတယ်ဆိုတာပြောချင်တာကကျွန်တော်တို့တစ်ခါတလေမှာကြည်ရှိကိုမကြည့်တတ်ဘူးဆိုလို့ရှိရင်ဘာအမမလုပ်လိုက်ပါဘင်းနဲ့ကျွန်တော်တို့ကြားဆုံးတော့တာလေးရှိရပေါ့နော်အဲ့တော့ဟိုကနိုကီယာဖုန်းရဲ့ CEO ပြောခဲ့တယ်လို့မျိုးပေါ့ငါတို့ဘာအမမလုပ်ခဲ့ဘူးဒါပေမဲ့ငါတို့ကြားရှုံးခဲ့တယ်ပေါ့အဲ့လိုမျိုးကျွန်တော်တို့လူငယ်တွေအနေနဲ့ဒီထားမှာကဘာအမမလုပ်ဘဲနဲ့ကြားရှုံးခဲ့တာမျိုးမဖြစ်ရဘူးဆိုလို့ရှိရင်မှန်တာတွေကိုလုံးနေဖို့လိုတယ်ပေါ့နော်အမှားမလုပ်တိုင်းကျွန်တော်တို့ရှေ့ရောက်တော့မဟုတ်ဘူးဆိုတာကိုပြောပြချင်တာအဲ့တော့ကိုယ့်အနေနဲ့ထိုင်းနိုင်ငံမှာရောက်နေကြတယ်ဆိုလို့ရှိရင်ကိုယ့်အနေနဲ့ဘာလန်းကိုရွေးမှာလဲကိုယ့်အကိုရွေးပေါ့နော်โอเคဒါလေးပဲလာပြောပြတာပါကျေးဇူးတင်တယ်